ကဲဒီနေ့ညမှာကတော့ညီကိုတွေအားလုံးပဲစောင့်မျှော်နေကြတဲ့ချန်ပီယံလိပွဲစဉ်တွေကတော့အများကြီးရှိပါတယ်။ဒါပွဲစဉ်ပွဲကောင်းတွေအများကြီးတွေကမှကျွန်တော်အကြိုက်ဆုံးကြေးအောင်နိုင်ခြင်းအများဆုံးလို့ယူဆထားတဲ့ပွဲစဉ်၃ပွဲလောက်အထိကိုညီကိုတွေအတွက်ကျွန်တော်ရွေးချယ်သုံးသက်တင်ပြပေးသွားမှာဖြစ်ပါတယ်ဗျ။အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပဲဖြစ်ပါတယ်ဗျဒါဒီနေ့ကတော့အင်္ဂါနေ့ညဆိုတော့ချန်ပီယံလိပွဲစဉ်တွေပေါ့ဗျာညီကိုတွေအားလုံးစောင့်မျှော်နေကြတဲ့ပွဲစဉ်တွေတကယ်ကိုကစားလို့ကောင်းမဲ့ပွဲစဉ်တွေလာခဲ့ပါပြီဗျပြီးခဲ့တဲ့စနေတနင်္ဂနွေကတော့ညီကိုတွေအားလုံးလဲထိသွားကြလိမ့်မယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ထိုးသားအများစုကအပေါ်သင်းတွေဖြစ်ကြတဲ့အပေါ်ဂျေးတွေကိုပဲလိုက်ကြတာများတယ်ဗျာပြီးခဲ့တဲ့စနေတနင်္ဂနွေကအကုန်လုံးအပေါ်ဂျေးသမားတွေဒါကြခဲ့တယ်ဗျာပရီးမီးယားလိဂ်ဆိုလို့ရှိရင်အပေါ်ဂျေးအောင်ခဲ့တာဆိုလို့ဒါ2သင်းလောက်ပဲရှိမယ်ပေါ့ဗျာအသင်းကြီးတွေတဲကပေါ့မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်းဒီ2သင်းလောက်ပဲရှိမယ်ကျန်တဲ့အသင်းတွေအပေါ်အသင်းတွေအတော်များများကြေးတွေကြခဲ့တယ်လာလီဂါမှာဆိုရင်လည်းပဲဒီလိုပါပဲထိုနီးတူပါပဲပေါ့အဲ့တော့ပြီးခဲ့တဲ့စနေတနင်္ဂနွေကကြေးကြထားခဲ့တဲ့အသင်းကြီးတွေလည်းဒီနေ့ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေမှာပြန်ပြီးတော့ပါဝင်လာနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ညကစားမဲ့ပွဲစဉ်တွေမှာဘယ်လိုပုံစံမျိုးတွေပေးထားတဲ့ကြေးတွေနဲ့ဘယ်လိုရလက်မျိုးတွေနဲ့အနိုင်ယူသွားမလဲဆိုတာကိုကျွန်တော်အနေနဲ့ခံမှန်းပြီးတော့ဒါသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒါအကြိုက်ချင်းအတွေ့ချင်းအမြင်ချင်းတူတယ်ဆိုတဲ့ညီကိုတွေအနေနဲ့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုလိုက်ကစားနိုင်ပြီးတော့ဒါမတူဘူးအတွေ့ချင်းအမြင်ချင်းမတူဘူးဆိုရင်တော့ညီကိုတွေရဲ့စိတ်ကြိုက်တိုင်းကစားပါလို့လည်းမြစ်တာရက်ခံခြင်းပါတယ်ဗျ။ Okay အဲ့တော့ဒါသုံးသပ်မှုလေးမစခင်မှာအမြဲတမ်းကျွန်တော်ပြောပြပေးနေကြအတိုင်းကျွန်တော်ရဲ့ YouTube Channel တို့ TikTok တို့ Facebook တို့ကို Like and Follow လေးတွေမလုပ်ရသေးဘူးဆိုလို့ရှိရင် Like and Follow လေးတွေနှိပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်။ကျွန်တော်ဗီဒီယိုတွေကိုအခုနောက်ပိုင်းကြည့်တာများတာကတော့ဒါ TikTok မှာနည်းနည်းလေးကြည့်တာများကြတယ်ပေါ့ဗျာ TikTok ကညီကိုတွေနဲ့ကျွန်တော်အခုဗီဒီယိုလေးကိုတွေ့တယ်ဆိုလို့ရှိရင်ဒါအပေါင်းလေးမနှိပ်ရသေးဘူးဆိုရင်အပေါင်းလေးနှိပ်ပေးပါအသေးလေးနှိပ်ပြီးတော့ဒါ share ခလုတ်ကလေးကိုလည်းနှိပ်ပြီးတော့လည်းအားပေးနိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းဒီဂျားရက်တွေမှာလည်းပဲကျွန်တော်အနေနဲ့ညီကိုတွေကို giveaway လေးတွေလည်းပေးသွားဖို့လည်းအစီအစဉ်တွေရှိပါတယ်ဗျအဲ့တော့ဒါ follow လေးတွေ like and share လေးတွေနဲ့ကူညီပေးဖို့တောင်းဆိုပါတယ်ဗျ Okay အဲ့တော့ဒါစပြီးတော့သုံးသပ်ပေးရအောင်ဗျကျွန်တော်ပထမဆုံးအနေနဲ့သုံးသပ်ပေးခြင်းတဲ့ပွဲစဉ်ကတော့ဒီအစောပိုင်းပွဲစဉ်ပေါ့ဗျာချန်ပီယံလိမှာအစောပိုင်း2ပွဲရှိပါတယ်အဲ့ဒီအစောပိုင်းပွဲစဉ်တွေကမှတပွဲဖြစ်တဲ့မြန်မာစံတော်ချိန်7:15မိနစ်မှာကစားသွားကြမယ် Kairat MRD နဲ့ GM Madrid အသင်းတို့ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကတော့အဝေးကွင်း Real Madrid ကတော့3လုံး50စားအထိကိုကြေးကြောပေးဖွင့်လှစ်ထားခဲ့ပြီးတော့ဂိုးပေါင်းဈေးက4လုံး50စားဆိုပြီးတော့ဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒါ Kazakhstanလိဂအသင်းလေးနဲ့ဒီစပိန်လာလီဂါကချန်ပီယံလိဂ်ဂရုကြီးဖြစ်တဲ့ Real Madrid နဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာအခုကြေးမျိုးဖောက်ထားတာကတော့3လုံး50စားဆိုတဲ့ကြေးအနေထားကဒါအမြင်အဖြစ်ပြင်းရှာရလို့ယူဆရပေမဲ့ကျွန်တော်အနေနဲ့တွေးကြည့်ရမယ်ဆိုရင်အခုလိုဒါချန်ပီယံလိတို့ဘာလို့နှစ်တွေတော်တော်များကြာကမှတက်လန်းထားနိုင်ခဲ့တဲ့ကာဇက်စတန်ကအသင်းငယ်လေးတသင်းမျိုးကိုဒီရီယယ်မက်ဒရစ်အသင်းအနေနဲ့အခုကြေးမျိုးကတကယ်ကိုဒါပျော့တဲ့အနေထားတောင်မှပဲယူဆလို့ရပါတယ်ဘူကီအနေနဲ့လည်းပဲဘော်ဒီဈေး3လုံး50စားဂိုးပေါင်းဈေး4လုံး50စားဆိုတဲ့အနေထားမျိုးကတစ်ဖက်သက်သွင်းကိုပဲယူဆထားပုံရပါတယ်ပြီးခဲ့တဲ့ချန်ပီယံလိရောင်းဝမ်းဒါပွဲပြီးရလက်တွေတုန်းကဆိုလို့ဆိုရင်အဝေးကွင်းရီယယ်မက်ဒရစ်ကတော့3မှတ်အပြည့်အဝရယူထားနိုင်တယ်ဆိုပေမဲ့အားရကျင်းတဲ့ခြေစွမ်းမျိုးနဲ့ရယူခဲ့တာတော့မဟုတ်ဘူးမာဆေးအသင်းကိုဒါပယ်နယ်တီတွေနဲ့ပဲအနိုင်ရယူထားခဲ့တာပြီးတော့ဒီအိမ်ကွင်းကစားရမယ့် MRD ကတော့ Sporting Lisbon အသင်းကိုအဝေးကွင်းမှာ 4-1 ဆိုတဲ့ရလဒ်မျိုးနဲ့ရှုံးနိမ့်ထားခဲ့တယ်ပထမပိုင်းမှာဒါ MRD အသင်းအနေနဲ့အကောင်းဆုံးကြံ့ခံပြီးတော့ Sporting ရဲ့တိုက်စစ်ပိုင်းတွေကိုခံစစ်ကြောင်းကအကောင်းဆုံးရှင်းထားနိုင်ခဲ့တယ်ဗျာပထမပိုင်းမှာ 1-0 ဆိုတဲ့ရလဒ်မျိုးနဲ့ပဲရှုံးနိမ့်ထားခဲ့တာဒုတိယပိုင်းကျကမှဒါဖယိုဖျဲတွေဖြစ်ပြီးတော့ဂိုးတွေတော်တော်များများပြန်ပြီးတော့ခွင့်ပြုပေးခဲ့ရတာဗျ9မိနစ်လောက်အတွင်းကို Sporting က3ဂိုးလောက်အထိကိုလင်းလင်းမြန်မြန်နဲ့ဂိုးတွေရသွားတာဖြစ်တဲ့အတွက်ဂိုးကပေါ်သွားခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီနေ့အိမ်ကွင်းမှာ MRD အသင်းအနေနဲ့ Real Madrid တို့လိုမျိုးအသင်းမျိုးနဲ့တွေ့တဲ့အနေအထားမျိုးမှာဒါအကောင်းဆုံးတော့ခံစစ်သဘောမျိုးနဲ့ပဲကစားမဲ့အနေအထားလို့ပဲယူဆပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒါအဝေးကွင်းဒီ Real Madrid ရဲ့အခြေအနေကိုကြည့်ရမယ်ဆိုရင် Real Madrid ကဒီနေ့ရာသီမှာဒါဇာဗီအလွန်ဆိုရဲ့ Real Madrid အသင်းအနေနဲ့ခြေငြိမ်နေတဲ့အနေအထားမျိုးမရှိဘူးဗျာဟိုးအရင်တုန်းကပုံစံမျိုး Real Madrid ပုံစံမျိုးမြင်တွေ့ရတဲ့အနေအထားမဟုတ်ဘူးလူငယ်တွေနဲ့ကိုပြန်ပြီးတော့သွေးသစ်လောင်းပြီးတော့သူတို့အသင်းအနေနဲ့ဒါအကောင်းဆုံးရေရှည်မှာအဆင်ပြေနိုင်အောင်လို့ပြန်ပြီးတော့လမ်းကြောင်းမှန်ပေါ်ကိုရောက်အောင်စီစစ်နေတဲ့အသင်းတစ်သင်းပဲဗျာအဲ့တော့သူတို့အသင်းအနေနဲ့ပုံမှန်ရလဒ်မျိုးတွေစွမ်းဆောင်ထားနိုင်တာမရှိဘူးဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဆိုလို့ဆိုရင်ဒီ Edico လိုအသင်းမျိုးကို9ဂိုးအထိကိုအဝေးကွင်းကနေပြီးတော့ဂိုးခွင့်ပြုပေးရတာကတော့တော်တော်လေးတော့ရုပ်ပေါက်တာပေါ့ဒါပေမဲ့တခြားပွဲစဉ်တွေမှာအရန်ကြီး
ဖောင်မိနေတဲ့ရတန်မိနေတဲ့အနေအထားတွေမရှိဘူးတိုက်စစ်ပိုင်းနေရဗျာဒီပြီးခဲ့တဲ့ယာတီကြီးခဲ့တဲ့တုန်းကအနေအထားလိုမျိုးရီယယ်မက်ဒရစ်ကိုပေးရခြင်းပေးရပါစေကွာအချိန်တိုင်းရီယယ်မက်ဒရစ်ကပဲဂိုးပြတ်တွေသွင်းပြီးတော့နိုင်သွားတဲ့အနေအထားတွေရှိလိမ့်မယ်ဆိုပြီးတော့မျှော်လင့်လို့အရန်ကြီးရတဲ့အနေအထားမရှိဘူးဗျအဲ့တော့ဒီနေ့မှလည်းပဲ MRT ကို3လုံး50စားဂိုးပေါင်း4လုံး50စားဆိုပြီးတော့ပေးထားတဲ့အနေအထားကျွန်တော်ကတော့ဒီပွဲစဉ်ကိုလည်းအဝေးကွင်းရီယယ်မက်ဒရစ်ပဲအနိုင်ရပြီးတော့ပဲ3မှတ်အပြည့်အဝရယူမယ်အနေအထားလို့ပဲယူဆပါတယ်ကျွန်တော်ဂိုးအောက်ကိုအကြိုက်တွေ့ပါတယ်ဘာလို့လဲဆိုတော့ရီယယ်မက်ဒရစ်အသင်းဂိုးတကိုးရဖို့မနည်းလေးတော့ဒါပြီးခဲ့တဲ့ပွဲစဉ်တွေကိုကြည့်ရင်သိပါတယ်ဒါ penalty တွေရလို့ဒါသူတို့အနေနဲ့ဂိုးတွေရနေခဲ့တာတခြား open play ကနေပြီးတော့ဂိုးရတဲ့အနေအထားတွေကနည်းနည်းမရှိဘူးပေါ့ဗျာအဲ့တော့ဒီနေ့မှလည်းပဲ MRT ကတော့အိမ်ဝင်းကနေပြီးတော့ခံစစ်အပိတ်သဘောမျိုးနဲ့ပဲကစားမှာပဲ MRT ကတော့ရှင်းပါတယ်သူတို့အနေနဲ့အပြတ်အသက်မရှုံးနိုင်အောင်ပဲကြံစပြီးတော့ပဲလာခဲ့မှာပဲတခြားပွဲစဉ်တွေမှာဆိုရင်လည်းပဲဒါအာဆင်နယ်တို့နဲ့တွေ့ရမယ်အိုလံပီယာကို့စ်တို့နဲ့တွေ့ရမယ်ပါဖို့အသင်းနဲ့တွေ့ရမယ်ပြီးလို့ရှိရင်အင်တာမီလန်နဲ့တွေ့ရမယ်ကိုပင်ဟေဂင်တို့လိုအသင်းမျိုးနဲ့တွေ့ရမယ်ဗျာဒီလိုအသင်းမျိုးနဲ့တွေ့တဲ့အနေအထားမျိုးမှာဒီအသင်းဘလို့မှ16သင်းအဆင့်ကိုတက်နိုင်မှာမဟုတ်ဘူးဒီလက်ရှိကစားရတဲ့ချန်ပီယံလိကိုဝင်ပြီးတော့ကစားရတဲ့အနေအထားမျိုးနဲ့ပဲအသင်းကြီးနဲ့တွေ့တဲ့အနေအထားကိုအကောင်းဆုံးရုပ်ပြတ်ဆင်းပြတ်မဖြစ်အောင်ပဲကြံစမှာပဲပြီးတော့ရီယယ်မက်ဒရစ်အသင်းကဒီပွဲကစားပြီးလို့ရှိရင်ဘီလာရီယယ်နဲ့စပိန်လာလီဂါအမှတ်ပေးကစားရမှာလာလီဂါမှာလည်းသူတို့အဆင့်1ကနေပြီးတော့ဆင်းပေးလိုက်ရပြီပြီးခဲ့တဲ့အေဒီကိုနဲ့ရှုံးပွဲကြောင့်ဘာစီလိုနာကဆိုစီတက်ကိုနိုင်ပြီးတော့ဒါတမှတ်ကွာပြီးတော့သူတို့ဒီဘာစီလိုနာအဆင့်1ကိုရောက်သွားတဲ့အတွက်ရီယယ်မက်ဒရစ်အသင်းဒါအဆင့်2ကိုဆင်းပေးထားရတယ်ပေါ့ဗျာအဲ့တော့နောက်ထပ်ပွဲစဉ်တွေမှာဒီလာလီဂါမှာအမှတ်ပေးမှာထပ်ပြီးတော့အဆင်ပြေရအောင်လို့ဒီဘီလာရီရဲတို့လိုအသင်းမျိုးနဲ့တွေ့တဲ့အနေအထားမျိုးမှာအဆင်ပြေရအောင်လို့ထပ်ပြီးတော့အိုက်ပွဲစဉ်ကိုပို့ပြီးတော့ focus ထားလိမ့်မယ်ဒါကတော့အသင်းငယ်လေးနဲ့ကစားရမှာဖြစ်တဲ့အတွက်အရန်ကြီး pressure မရှိဘူးနိုင်ပွဲရမယ်ဆိုလို့ရှိရင်တို့အကောင်းဆုံးကစားသမားမျိုးတွေအဓိကကစားသမားမျိုးတွေခြံလှက်ပြီးတော့ဒါပြက်ပြက်တက်တက်ကြီးလှုပ်သွားမယ်အနေထားလို့မယူဆတဲ့အတွက်ကျွန်တော်ဒီပွဲကိုတော့ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဗျနောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်1:30မိနစ်မှာကစားကြမယ် Chelsea နဲ့ Benfica ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာပါဒီပွဲစဉ်မှာဆိုရင်တော့ Asian Chelsea ကတော့1လုံး50စားအထိကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းစင်းမှာ3လုံး50စားအထိကိုကြေးဖွင့်ထားတဲ့အနေအထားတွေ့ရပါတယ်ဒါလက်ရှိအခုတနာရီဘန်းဒီကပေါက်ကြေးပါ1လုံး50စား3လုံး50စားဆိုပြီးတော့ဖွင့်နေထားတဲ့အနေအထားရှိပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့လက်ရှိအနေအထားတွေကိုကြည့်ရမယ်ဆိုရင်တော့နှစ်သင်းလုံးကဒီချန်ပီယံလိရောင်းဝမ်ပွဲစဉ်တွေမှာဆိုရင်ကိုစီအရှုံးပွဲတွေနဲ့ရင်ဆိုင်ထားရတဲ့အနေအထားရှိတယ်။ Chelsea အသင်းဆိုလို့ဆိုရင်ဘိုင်ယန်မြူနစ်ရဲ့အိမ်ကွင်းမှာတွားပြီးတော့ 3-1 ဆိုပြီးတော့ရှုံးနေထားခဲ့တယ်လို့ Benfica ဆိုရင်လည်းပဲ Quarterback ကိုဒါရှုံးထားတာကိုတွေ့ရတယ်ပေါ့ဗျာ။အဲ့တော့နှစ်သင်းလုံးကရမှတ်တစ်မှတ်မှမရထားသေးတာဖြစ်တဲ့အတွက်အခုပွဲစဉ်မှာလည်းရမှတ်အပြည့်အဝ3မှတ်ရယူနိုင်အောင်လို့နှစ်သင်းလုံးအသေးအတန်စူးစမ်းလာလိမ့်မယ်။အဲ့တော့နှစ်သင်းလုံးရဲ့အနေအထားတွေကိုတစ်ချက်ကြည့်မယ်ဗျာ။နှစ်သင်းလုံးရဲ့အနေအထားတစ်ချက်ကြည့်ရမယ်ဆိုရင် Chelsea ကအခုနောက်ပိုင်းမှာတော်တော်လေးဖောင်အောက်နေတာကိုတွေ့ရတယ်ခံစစ်ပိုင်းတော်တော်အခြေအနေဆိုးရွားပါတယ် Bradford City တို့လိုအသင်းမျိုးကို2ဂိုးအထိပေးရတယ်။ Bayern Munich ကို Champions League ပထမ round 1မှာ3ဂိုးပေးရတယ်။ United ကိုဆက်ပြီးတော့ဒါ2ဂိုး1ဂိုးနဲ့ဒါရှုံးနေထားခဲ့တယ်။နောက်ထပ်ဒီ Lincoln City နဲ့ပွဲစဉ်မှာ EFL Cup ပွဲစဉ်မှာ 1-2 ဆိုပြီးတော့အဲ့ဒီအသင်းငယ်လေးကိုတော့မှပဲဥဆောင်ဂိုး1ဂိုးပေးရတယ်။နောက်ပြီးဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Brighton ကို 1-3 ဆိုပြီးတော့ဂိုးပေးရတယ်။နောက်ဆုံး5ပွဲမှာဂိုးက17ဂိုးလောက်အထိရှိပါတယ်။17ဂိုးလောက်အထိရှိတယ်ခန်းစစ်ကြောင်းကတော်တော်အခြေအနေဆိုးပါတယ်နောက်ဆုံး5ပွဲမှာတပွဲတရေတပွဲနိုင်ထားခဲ့တယ်ကျန်တဲ့ပွဲစဉ်တွေဒါရှုံးတွေ့ထားခဲ့တယ်ပေါ့ဗျာအဲ့တော့တော်တော်အခြေအနေဆိုးရတဲ့အနေအထားပါပြီးတော့ဒါအဝေးကွင်းကစားရမယ်ဘင်ဖီကာအသင်းကလည်းဒါပြီးခဲ့တဲ့ပွဲစဉ်က round 1ပွဲစဉ်ကရှုံးနေထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာလည်းသူအကောင်းဆုံးစူးစမ်းမယ်သူတို့နှစ်သင်း head to head နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တော့ကလည်းဒါ FIFA Club World Cup ပွဲစဉ်မှာဆိုလို့ရှိရင်ဒီ1-1တရေနဲ့ပေါ့ဗျာမိနစ်90အတွင်း1-1တရေကျခဲ့တယ်အချိန်ပိုတွေမှာပဲချက်စီကအနိုင်ရပြီးတော့နောက်တစ်ဆင့်တက်သွားခဲ့တဲ့အနေထားဒီဘင်ဖီကာပြုတ်သွားခဲ့တယ်မိနစ်90အတွင်းကတော့1-1တရေကျအောင်ကစားထားနိုင်ခဲ့တယ်အဲ့တော့ကွာရာဘက်နဲ့ရှုံးပွဲတွေ့ခဲ့တဲ့ပွဲစဉ်မှာဒီဘင်ဖီကာအသင်းရဲ့နီးပြကိုတော့ဖြုတ်ပြီးတော့ဒါဟိုဆေးမော်ရီညိုကိုပြန်ပြီးတော့ခန့်အပ်ထားခဲ့တဲ့ဘင်ဖီကာအသင်းကမော်ရီညိုစပြီးတော့ကင်တွယ်ကလေးကကိုရှုံးပွဲတွေ့ထားတာမရှိထားသေးဘူး၃ပွဲကစားထားခဲ့တယ်အဲ့ဒီ၃ပွဲမှာဂိုးက6ဂိုးအထိကိုရထားခဲ့တယ်ခံစစ်ပိုင်းပေးဂိုးက2ဂိုးရှိထားခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီနေ့ကအမှတ်လိုအပ်ချက်နဲ့ဒီနှစ်သင်းလုံးကတိုက်စစ်ပိုင်းကိုပဲအားပြုပြီးတော့ကစားလာမယ့်အနေထားပါဘော်ဒီဈေးကိုကျွန်တော်ခံမှန်းမပေးတော့ပါဘူးဂိုးပေါင်းဈေးကိုပဲခံမှန်းပြီးတော့ကျွန်တော်ဒီနှစ်သင်းရဲ့ရလက်ကို3လုံးအထက်ရောက်သွားမယ်လို့ယူဆတဲ့အတွက်ကျွန်တော်ဂိုးပေါင်းအပေါ်ကို
ကိုရွေးချယ်ပေးကြပါတယ်ချက်စီရဲ့ခံစစ်ကြောင်းအားနေတဲ့တိုက်စစ်ပိုင်းကလည်းပဲဒီနေ့ပွဲစဉ်ကိုမဖြစ်မနေ3မှတ်အနိုင်ရရှိဖို့အတွက်အိမ်ဝင်းမှာအနိုင်ရအောင်တိုက်စစ်ပိုင်းကိုအားမြင့်ပြီးတော့3မှတ်ရအောင်ဖော်ဆောင်ပါပဲပြီးတော့ဒါအဝေးကွင်းလာကစားအမဲ့ဘင်ဖီကာကလည်းပဲပထမပွဲစဉ်မှာအမှတ်မရထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာလည်းပဲသူအမှတ်ရအောင်ပြန်ပြီးတော့ကျင်းနေပေါကစားမှာပဲတိုက်စစ်ပိုင်းဂိုးသွင်းအားတွေလည်းတော်တော်လေးမြင်ထားရတာဖြစ်တဲ့အတွက်နှစ်ဖက်အပြန်အလှန်သွင်းဂိုးတွေနဲ့3ဂိုးအထက်ကိုရောက်သွားမဲ့ပွဲစဉ်လို့ယူဆတဲ့အတွက်ကျွန်တော်ဒုတိယမြောက်ရွေးချယ်မှုကိုတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးခြင်းပါတယ်ဗျပထမဒီရီယယ်မက်ဒရစ်နဲ့ပွဲစဉ်မှာနည်းနည်းလေးရှည်သွားတယ်လို့တော့ထင်တယ်โอเคအဲ့တော့ဒါဒုတိယပွဲစဉ်ကိုနည်းနည်းအမြန်လေးပြောပြပေးမယ်ဗျနော်ကျွန်တော်နောက်ဆုံးရွေးချယ်မှုကိုတော့တနာရီ30မိနစ်မှာပဲကစားကြမယ်ပါဖို့နဲ့ဘိုင်ယန်မြူနစ်ရဲ့ပွဲစဉ်လေးကိုပြောပြပေးမှာပါဒီပွဲစဉ်မှာကတော့ဘိုင်ယန်မြူနစ်ကတော့တလုံး90ရှုံးဂိုးပေါင်းဈေးက3လုံးအရှုံးဆိုပြီးတော့ဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်းကလက်ရှိအနေထားမှာဆိုလို့ရှိရင်ပါဖို့ကလည်းပဲသူ့ level နဲ့သူကတော့အဆင်ပြေနေတာပဲဒါပေမဲ့ဒီဥရောပပွဲစဉ်တွေမှာဆိုရင်တော့တခြားအသင်းကြီးတွေနဲ့တွေ့တဲ့အနေထားမှာကတော်တော်အဆင်မပြေထားခဲ့ဘူးပြီးခဲ့တဲ့ပွဲစဉ်တုန်းကဆိုလို့ရှိရင်အိုလံပီယာကော့စ်ကအိမ်ဝင်းမှာဇီးဇီးတရေကျထားခဲ့တယ်ကြေးအောင်ထားခဲ့တယ်ဒီဘိုင်ယန်မြူနစ်ကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာကျွန်တော်စောစောပြောတဲ့ချက်စီကို3-1ဆိုပြီးတော့အနိုင်ရပြီးတော့3မှတ်ရထားခဲ့တယ်ဘိုင်ယန်မြူနစ်အသင်းကဒါလက်ရှိအနေထားမှာနှလုံး90ရှုံးအထိကြေးအဝေးကွင်းကိုဖွင့်ထားတာဖြစ်တဲ့အတွက်ဘိုင်ယန်မြူနစ်ဘယ်ပွဲစဉ်မဆိုဘယ်အသင်းကိုမဆိုမညာမတာနဲ့ဂိုးသွင်းတတ်တဲ့အသင်းတစ်သင်းမျိုးပါပြီးတော့သူတို့တိုက်စစ်ပိုင်းကလုံးဝအန်ဒီရရှိပါတယ်တစ်ဖက်ခံစစ်ကြောင်းကလုံးဝဒါ area ထဲမှာပြာခတ်ပြီးတော့လောက်ကင်နေတဲ့အနေအထားမျိုးတွေမှာသူတို့တိုက်စစ်ပိုင်းရဲ့အလှုပ်အရွတွေကပက်နတီတွေကိုဒါရအောင်လို့ဖော်ဆောင်နိုင်တဲ့အနေအထားတွေတွေ့တယ်။ဘိုင်ယန်မြူနစ်ပွဲစဉ်တိုင်းကိုတွားကြည့်ပက်နတီတွေအမြဲတမ်းပါတယ်။သူတို့တိုက်စစ်ကြောင်းရဲ့အတို့အစိတ်တွေပေးတဲ့အနေအထားမျိုးတွေမှာတစ်ဖက်ခံစစ်ကြောင်းကအလစ်အငိုက်တွေနဲ့အဖြက်တွေမှာပက်နတီအဖြစ်ပြောင်းလဲပြီးတော့ဂိုးရခဲ့တာတွေတော်တော်များတယ်ဗျ။အဲ့တော့ဒီနေ့မှလည်းပဲဘိုင်ယန်မြူနစ်အဝေးကွင်းကနေပြီးတော့ပါဖို့လိုအသင်းမျိုးကိုနှလုံး90ရှုံးပေးတဲ့အနေအထားမျိုးကနှစ်ဂိုးမပြတ်စရာအကြောင်းမရှိဘူးထင်ပါတယ်။နှစ်ဂိုးရပြီဆိုလို့ရှိရင်တဝက်ပဲရှုံးရမယ်ဗျ။တဝက်လောက်ကတော့ရင်းပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဘိုင်ယန်မြူနစ်ကိုပဲအားပေးကြပါတယ်ပါဖို့အသင်းသူ့လီမှာသူဘယ်လိုပဲလှုပ်ပြနိုင်ပါစေအောင်တော့ဥရောပပွဲစဉ်တွေမှာကတော့ဘယ်လိုမှတိုးနိုင်မှာမဟုတ်ပါဘူးပြီးတော့ဒီနေ့ကစားရမှာလည်းပဲဂျာမန်ဘလူးကြီးဖြစ်တဲ့ဘိုင်ယန်နဲ့တွေ့ရမှာဖြစ်တဲ့အတွက်ဘိုင်ယန်ကညှာတာပြီးတော့အိမ်ဝင်းအဝေးကွင်းရွေးပြီးညှာတာနေမှာမဟုတ်ပါဘူးသူများအိမ်ဝင်းမှာသွားပြီးကိုအပြတ်အသက်နဲ့ကိုအနိုင်ယူမှာပါဘာလို့လဲဆိုတော့ဘိုင်ယန်ရဲ့တိုက်စစ်ကြောင်းကတန်တရားဖြစ်စရာတကြောင်မှမရှိဘူးပွဲစဉ်တောက်လျှောက်မှာ4ဂိုး5ဂိုး3ဂိုးဒီလိုပုံစံမျိုးတွေပဲဂိုးရခဲ့တာဗျာနောက်ဆုံးကစားခဲ့တဲ့5ပွဲရဲ့ဒါတွင်းဂိုးအရေအတွက်ကိုတွားရေးကြည့်မယ်ဆိုရင်16ဂိုးအထိကိုရှိထားခဲ့တာအဲ့ဒါကြောင့်ဒီနေ့ပွဲမှာလည်းဘိုင်ယန်မြူနစ်2ဂိုး3ဂိုးအထိပြတ်သွားဖို့ရမခဲရင်တဲ့ပွဲစဉ်လို့ယူဆရတဲ့အတွက်ကျွန်တော်နောက်ဆုံးရွေးချယ်မှုကိုတော့ဘိုင်ယန်မြူနစ်ရဲ့ body ကိုရွေးချယ်ပေးကြပါတယ်အဲ့တော့ဒီနေ့ဒါချန်ပီယံလိ round 2ပထမညမှာဆိုရင်တော့ကျွန်တော်ရဲ့ရွေးချယ်မှု3ပွဲကတော့ပထမဆုံးပွဲစဉ်မှာဆိုလို့ရှိရင်ဒီ Real Madrid ရဲ့ဂိုးပေါင်းအောက်ဒုတိယရွေးချယ်မှုကတော့ Chelsea ဂိုးပေါင်းအပေါ်နဲ့တတိယမြောက်ရွေးချယ်မှုက Bayern Munich ရဲ့ body ဆိုပြီးတော့ကျွန်တော်3ပွဲအထိကိုရွေးချယ်ပေးထားပါတယ်အကြိုက်ချင်းထပ်တူကြတယ်ဆိုမှလိုက်ပြီးတော့ကစားပေးပါအကြိုက်ချင်းထပ်တူမကြဘူးဆိုရင်တော့ဘက်ကန်ပြီးတော့ကစားပါဘောလုံးပွဲတွေချင်းမြတ်နိုးကြတဲ့ညီကိုတိုင်းအပျော်ဆော့တဲ့ညီကိုပဲဖြစ်ဖြစ်စီးပွားဖြစ်ဆော့တဲ့ညီကိုတွေပဲဖြစ်ဖြစ်အားလုံးကစားတဲ့ပွဲတိုင်းအနိုင်ပြပြီးတော့လက်ဖျားမှာငွေသီးနိုင်ပါစေလို့စိတ်ရင်းစေတနာအမှန်နဲ့ကိုဆူတောင်းပေးပါတယ်ဗျပြီးတော့ဒါဘောလုံးပွဲတွေကိုအကောက်ဖွင့်စော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာရောက်အကောက်ဖွင့်စော်ကစားလို့ရပါတယ်ငွေကြေး 100% ယုံကြည်စိတ်ချစွာနဲ့ကိုကစားရမှာပါကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်နဲ့ကစားရမှာပါအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကျေးနာမလဲဘူး website တို့မှာမကစားတတ်ဘူးဆိုတဲ့ညီကိုတွေလည်းပဲအပြင်ကျေးဖွင့်ပေးထားပါတယ်အပြင်ကျေးကိုတော့မောင်းဘော်ဒီကစားနိုင်မှာပါမောင်းကိုတော့3သင်းကနေပြီးတော့10သင်း9သင်းအထိကိုကစားပေးနိုင်မှာလည်းဖြစ်ပါတယ်ပြီးတော့ agent အဖြစ်အတူလောက်ကင်ခြင်းနဲ့ဆိုရင်လည်းပဲလက်တွဲပြီးတော့ agent အဖြစ်အတူလောက်ကင်လို့ရပါတယ်အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပေးပါအသေးစိတ်တစ်ခုချင်းရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့ညီကိုတယောက်ချင်းတရားကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်နေ့ည Round 2 Champion League ဒုတိယညမှာပြန်ဆုံတွေ့ပါမယ်။ Okay ကျွန်တော်ကတော့ကြော်ကြီးပါ